okay ဒါက cost brand ပေါ့နော်တေးပြီးသားပေါ့ဒါပန်းကုန်းဆိုတာတယောက်ကတေးတာပေါ့နော်တေးထားပြီးသားတရေပေါ့နော်တရေကိုတက်လေကားထဲမှာဝင်လာတဲ့သူတွေကိုလိုက်စနေတယ်ခေါ်နေတာလာပေါ့နော်သူလွမ်းလို့ပေါ့နော်တေးပြီးသားလို့ခေါ်နေတယ်လို့ပဲဘာလဲပေါ့ဟိုပဲအသိဝင်လာတယ်ပဲကြောင်တောင်နဲ့ဘာလဲပေါ့ဘာရင်လည်းပဲနှိပ်ပေးပါဘူးဟောမှသူတို့ကကိုနေဟိုမှာနောက်မှပုံနေတာကျွန်တော်တော့မကြောက်ဘူးဗျာအပြင်မှာဆိုတော့ရှေ့အကြောင်းပါဘူးပေါ့ဆိုသူတို့ကတကယ် brand လောက်ထားတာပေါ့နော်ဘာရောက်နေပြီတကယ်ရောက်နေပြီဟိုनहीं है कोई नहीं है कोई ဟိုရောက်ပြီးသွားဖြည်းဖြည်းတော့ကြာပါတကယ်အပြင်မှာတကယ်ဘယ်လောက်လန့်လိမ့်မယ်နော်ပေါ်ပြန် कोई नहीं उधर ခုနတိုင်းပဲနောက်တစ်ယောက်အသက်လူသက် हाँ बाबा हाँ हाँ बटन दबा दे ကနန်းနေကလည်းပဲအချိန်မှာထွက်လာရောက်လာပြီနောက်ကိုတော့ပုံတော့တယ် कोई नहीं है कोई नहीं है कोई नहीं है သူတို့ကလိုက်ကြည့်ရတော့ဟိုကအော်တော့လန့်တော့ကျွန်တော်နောက်တာပဲလို့